မျိုးသမီးတွေကြားမှာအဖြစ်အများဆုံးနဲ့အသက်အန္တရာယ်ပါစိုးရိမ်ရတဲ့ယောဂတွေထဲမှာရင်သားကင်ဆာကထိပ်ဆုံးကပါဝင်နေပါတယ်။ဒါပေမဲ့သတင်းကောင်းတစ်ခုကတော့ဒီယောဂကိုကျမတို့ရဲ့နေ့စဉ်နေထိုင်စားသောက်မှုပုံစံလေးတွေပြင်ဆင်လိုက်ရုံနဲ့တင်ကြိုတင်ကာကွယ်နိုင်တယ်ဆိုတာပါပဲ။တင်ရဲ့ရင်သားကျန်းမာရေးကိုဂရုစိုက်ဖို့မေ့နေပြီလား။ မင်္ဂလာပါရှင်ဒီကနေ့ဗီဒီယိုလေးမှာတော့အမျိုးသမီးတိုင်းမဖြစ်မနေတည်ထားတဲ့ရင်သားကျန်းမာရေးကိုမြင့်တင်ပေးပြီးရင်သားကင်ဆာကိုကြိုတင်ကာကွယ်ပေးနိုင်မယ့်အလွယ်ကူဆုံးနဲ့အထူးဆုံးနည်းလမ်းတွေကိုဝေမျှပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့အစားအသောက်နဲ့ရေဓာတ်ပါတနေ့တာတောက်တုံးတဲ့ရေပမာဏဟာကျန်းမာရေးအတွက်အဓိကနေရာကပါဝင်ပါတယ်ဒါအပြင်နေ့စဉ်စားသောက်တဲ့အခါမှာလည်းပန်းကော်ပီစိမ်းမုံလာထုတ်စားတဲ့ဟင်းသီးဟင်းရွက်တွေဟင်းနုနယ်ကိုက်လန်းစားတဲ့အရွက်တွေနဲ့ဘယ်ရီသီးစားတာတွေကိုများများစားပေးသင့်ပါတယ်။အိုမီဂါ3ကျွဲဝတဲ့ငါးတွေနဲ့ဖဲမျိုးမျိုးကိုစားသုံးခြင်းကလည်းရင်သားကင်ဆာဖြစ်နိုင်ခြင်းကိုတိတိတသားရှော့ခါပေးနိုင်ပါတယ်။ဒုတိယအချက်ကတော့ကိုယ်လက်လှုပ်ရှားမှုပါ။ဒီနေ့ကိုမိနစ်20လောက်ပဲဖြစ်ဖြစ်ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့တိုက်တွန်းချင်ပါတယ်။အပြင်အချာလီလှုပ်စီရမလိုပါဘူး။လမ်းလျှောက်တာယောဂဆော့တာမျိုးတွေလုပ်ပေးလို့ရပါတယ်။ကိုယ်လက်လှုပ်ရှားမှုပုံမှန်ရှိခြင်းကကိုယ်အလေးချိန် body mass index BMI ကိုမှန်ကန်စေပြီးအစီပိုဒီကြောင့်ဖြစ်လာနိုင်တဲ့ကင်ဆာအန္တရာယ်ကိုတားဆီးပေးပါတယ်။အထူးသဖြင့်ရင်သားကင်ဆာဟာအဝလွန်ခြင်းနဲ့ဓာတ်ရည်သဆိုင်တွေလိုကိုယ်အလေးချိန်ထိန်းဖို့ကအင်မတန်အရေးကြီးပါတယ်။တတိယအချက်အနေနဲ့ရှောင်ကျဉ်ရမယ့်အရာတွေပါ။အရက်နဲ့ဘီယာအလွန်ကျွံတောက်သုံးခြင်းဟာရင်သားကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေပါတယ်။ဒါအပြင်ဆေးလိပ်တောက်ခြင်းနဲ့ဆေးလိပ်ငွေ့ရှူရှိုက်မိခြင်းတွေကိုပါတက်နိုင်သမျှရှောင်ကျဉ်ရပါမယ်။နောက်ထပ်ဆေးပညာအရာအကြံပြုခြင်းတာကတော့လစဉ်မိမိကိုယ်တိုင်ရင်သားစမ်းသပ်စစ်ဆေးတာမျိုး breast self exam တွေလုပ်ပေးပါအသက်40ကျော်အမျိုးသမီးတွေဆိုရင်တော့တစ်နှစ်တစ်ခါ mammogram လို့ခေါ်တဲ့ရင်သားသားမှန်ရိုက်ပြီးပုံမှန်စစ်ဆေးမှုတွေခံယူသင့်ပါတယ်။ဒီအချက်လေးတွေကယူရှင်းပေမဲ့တင့်ရဲ့အသက်ကိုကယ်တင်ပေးနိုင်တဲ့အလေးအကျင့်ကောင်းလေးတွေပဲဖြစ်ပါတယ်။တင့်ပတ်ဝန်းကျင်ကတင်ချရတဲ့အမျိုးသမီးတွေသူငယ်ချင်းတွေလည်းသိသွားအောင်ဒီဗီဒီယိုလေးကို share ပေးသွားဖို့မမေ့ပါနဲ့နော်။နောက်ထပ်ကျမ်းမာရေးဗဟုသုတတွေဆက်လက်ကြည့်ရှုနိုင်ဖို့ကျမတို့ရဲ့ channel ကို subscribe လုပ်ပေးထားပါအောင်ရှင်။အားလုံးပဲယောဂဘေးရကင်းဝေးပြီးကျမ်းမာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။